272ကို rating ပေးရမယ်ဆိုရင်ကျွန်တော်9လောက်တော့ပေးချင်ပါတယ်။ဘာကြောင့်တမတ်ပြုတ်သွားလဲဆိုတော့ကျွန်တော်အခုတောင်ကြီးကိုသွားမှာပဲဖြစ်ပါတယ်။နေပြည်တော်ကနေတောင်ကြီးသွားလို့ရှိရင်2လမ်းရှိပါတယ်။နေပြည်တော်ပင်လောင်ကလောလန်းရဲ့နေပြည်တော်ပျော်ပွဲကလောလန်းရဲ့ဆိုပြီးတော့ရှိပါတယ်။ကျွန်တော်အခုဘယ်လမ်းကနေသွားလဲဆိုတာလေးပြပြမယ်။မနေ့ကတော့ကျွန်တော်ရန်ကုန်ကနေပြီးတော့နေပြည်တော်လာတယ်။နေပြည်တော်မှာတညအိပ်တယ်ပေါ့နော်။နေပြည်တော်တညအိပ်ပြီးတော့အခုနေပြည်တော်ကနေပြီးတော့ထွက်တယ်။နေပြည်တော်ထွက်တယ်ဆိုတာဒီဘက်နေပြည်တော်ဒီဘက်ဥတ္တရဘက်ကနေပြီးတော့ကျွန်တော်တက်ကုန်းကိုသွားမယ်။တက်ကုန်းကနေမှဟိုလမ်းဟောင်းတိုင်းပျော်ပွဲကနေမှဆက်ပြီးတော့ကလောဘက်ကိုသွားတဲ့လမ်းကြောင်းကိုချိုးပြီးတော့သွားမှာပဲဖြစ်ပါတယ်။ဒါကတော့နေပြီးတော့တက်ကုန်းဘက်မှာရှိတဲ့ရန်လာတဲ့နေရာဖြစ်ပါတယ်။ကျွန်တော်ရိုက်နေတဲ့ဘက်ကရွာပေါ့နော်။ရွာကြီးကနေပြီးတော့အဲ့လိုမျိုးတောင်တန်းနဲ့လေကွင်းတွေမြင်နေရတာပါ။တက်ကုန်းပြီးတော့ကျွန်တော်တို့ရမဲသိန်းကိုရောက်ပါတယ်။ဒါကတော့ပျော်ပွဲလမ်းဆောင်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ခုဆိုရင်တော့ဒါဖျားငါးစုကိုရောက်နေရပါတော့ဖျားငါးစုကနေပြီးတော့ဆက်တက်ရမယ့်လမ်းတွေကတောင်တက်လမ်းတွေကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့ကျွဲတက်ဆောင်ရင်းမာပင်တို့ကိုဖြတ်ပြီးတော့ရှမ်းပြည်နယ်တွေကိုစပြီးတော့ဝင်ပါတယ်ကျွန်တော်အခုဆိုရင်ရှမ်းပြည်နယ်တွေကိုစတင်ဝင်တော့မှာပဲဖြစ်ပါတယ်အဲ့ဆိုရင်တော့ဒါကြော်လိုက်ရင်ရှမ်းပြည်နယ်တွေရောက်သွားပြီပေါ့နော်အဲ့ဆိုရင်1 2 3ရှမ်းပြည်နယ်တွေရောက်ပါပြီကျွန်တော်တို့ခုကလောကိုရောက်ပါပြီကလောဈေးထဲမှာလည်းကျွန်တော်မနက်စာတွေပါတယ်ဝင်စားလိုက်ပါသေးတယ်ကလောကနေဆက်မောင်းလာလိုက်တယ်ကျွန်တော်တောင်ကြီးအောက်ဂိတ်အေးသာယာကိုရောက်ပါတယ်အခုနေ့လယ်2နာရီမှာကျွန်တော်တောင်ကြီးကိုရောက်ပါပြီတောင်ကြီးကိုလာရတဲ့အကြောင်းရတော့ကျွန်တော်ဒီနေ့ညမှာ272ဘားမှာလာရောက်ဖျော်ပြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ညဘက်ဘားမှာဖျော်ပြတဲ့အချိန်ထိခေါ်သွားပါမယ်အားလုံးပဲလိုက်ခဲ့ပေးကြပါဦးဒါကတော့တောင်ကြီးမှာကျွန်တော်တို့တဲတဲ့ဟိုတယ်ပဲဖြစ်ပါတယ်ကျွန်တော်က Cherry ကွင်းမှာတဲပါတယ်အပေါ်ဆုံးထပ်ကိုယူတာပါအပေါ်ဆုံးထက်က view ကအခုလိုမျိုးအရန်လှပါတယ်ကျွန်တော်အခုတောင်ကြီးရောက်ချင်းကိုကျွန်တော်ဟိုတယ်ဝင်တယ်ဟိုတယ်ဝင်ပြီးတော့ရေမိုးချိုးတယ်ချိုးပြီးတော့ကျွန်တော်အခုဆွမ်းနာမုန်နီဖျားကိုလာတာပါကျွန်တော်ရဲ့အကျင့်တစ်ခုရှိရပါတော့ကျွန်တော်ကအဲ့လိုမျိုးနယ်ပွဲတောက်ဖွင့်ရပြီဆိုတော့အဲ့နယ်တစ်ခုမှရှိတဲ့ဖျားတွေကိုရောက်ချင်းအရင်သွားလေးရှိပါတယ်နေ့စာကိုတော့ DJ K2A ကဝယ်ကျွေးပြီးတော့ညစာကို DJ Enzo ကဝယ်ကျွေးပါတယ်ကျွန်တော်272ဘားကိုရောက်နေပါပြီခဏနေကြရင်ကျွန်တော်ဖွင့်ရတော့မှာဖြစ်ပါတယ်272ဘားရဲ့ပြင်ဆင် decoration ကိုကျွန်တော်တော်တော်လေးသဘောကျမိပါတယ်ဝန်ထမ်းတွေကလည်းစားပြီးကောင်းပါတယ်ဘားထဲမှာ table wine တွေလည်းအများကြီးပဲရှိပါတယ်ဘားရဲ့ sound system လည်းတော်တော်လေးကောင်းပါတယ်272ကို rating ပေးရမယ်ဆိုရင်ကျွန်တော်9လောက်တော့ပေးချင်ပါတယ်ဘာကြောင့်တမတ်ပြုတ်သွားလဲဆိုတော့သူကလမ်းစုံလမ်းကွာဖြစ်နေတဲ့အတွက်အရှိမကားထားဖို့အခက်အခဲရှိပါတယ်ဒီနောက်မှာတော့ကျွန်တော်ဖွင့်နေတဲ့ဗီဒီယိုလေးတွေထည့်ပေးလိုက်ပါတယ်ဘယ်လိုလဲကျွန်တော်တိုင်ကြားတော့လေ
ချစ်သူကိုလွမ်းတဲ့ချင်းပေါ့နောက်နေ့မနေ့ကျတော့တီဘောမနန်းထေးမှာကျွန်တော်တို့ရှမ်းကောက်ဆွဲသွားစားပါတယ်ဒီဆိုင်ကကျွန်တော်တောင်ကြီးလာတိုင်းအကြိုက်ဆုံးဆိုင်ဖြစ်တဲ့အပြင်ကိုကျွန်တော်တို့တီဘောမျိုးရတယ်ဖြစ်တဲ့အတွက်ကျွန်တော်သွားရောက်အားပေးဖြစ်ပါတယ်မနေ့ကစားပြီးတော့ကျွန်တော်ရွှေဘုံဝင်ဖျားနဲ့ဖြူပန့်ကိုဆက်ပြီးတော့သွားပါတယ်ဒါကတော့တောင်းတက်လမ်းမှာမြင်နေရတဲ့ထွေးလေးတွေအိတ်နေတာပဲဖြစ်ပါတယ်မနေ့ကကျွန်တော်တောင်ကြီးမှာ DJ ဖွင့်ပြီးရတဲ့အတွက်ဒီနေ့ပြန်มาတော့မယ်ကျွန်တော်မထင်ထားလောက်အောင်လူတွေအများကြီးပဲစိုးအောင်လာပေးတဲ့အတွက်လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်တောင်ကြီးသူတောင်ကြီးသားအားလုံးကိုလည်းချစ်ပါတယ်နောက်တစ်ခါတခြားသောနေရာတွေအခုလိုမျိုးသွားဖွင့်ပြတဲ့ခါဆိုရင်လည်းကျွန်တော်ဗီဒီယိုလေးတွေ vlog လေးတွေတင်ပေးတော့ပါဦးမယ်အားလုံးပဲတက်တာပါ